哦，拉来的包面喂。ဆောင်းဝိုင်းပေါ့နော်ဘာမှပြောစရာမရှိတော့ဘူးဒီဘလို့ မနက်မိုးလဲ breakfast စားနေပါတယ် morning ဒီနေ့တော့ဒုတိယနေ့ဖြစ်ပါတယ် အခုသွားနေတဲ့နေရာလေးကတော့ Hisuchika ကပဲဖြစ်ပါတယ်စပူရိုမှာဆိုရင်လည်းဖက်တဲ့နေရာလေးတစ်ခုပေါ့နော်ရှော့စီဖို့ဖနက် free ပေးတာပါ မင်္ဂလာပါအခုကတော့နေရှော့စီတဲ့နေရာရောက်နေပါပြီမချစ်တပြင်းလုံးဖြူဖွေးနေတာပဲဒီရှော့စီမှာဒါဖက်နက်ဆိုလဲသူတို့ကအလကားငှားပေးတယ်ပေါ့နော်ပြီးဟိုဘက်မှာလေနေရှော့စီမှာလာနေရရှိကနေချစ်ပါရှော့စီဖို့ဒါဒီစစ်စီကလေးရာရွေးထုတ်ပေးနေတာလည်းဖြစ်ပါတယ်အစင်လေးတွေဆိုရင်ဇလန်းလေးရှာလိုက်ရပါမယ်ရပါတော့တယောက်ရโอเคစီရတော့မယ်နေရိုးစီတာလေထင်တယ်လို့မလို့ကိုးအတွက်ကတော့လေအရင်ခက်တယ်ဒါပေမဲ့အရင်ပျော်ဖို့ကောင်းတယ်နေရှော့စီပြီအခုနောက်ထပ်နေရာချိုးကလေးရှော့စီရနေတော့ရှော့စီပါပဲနေရှင်းစားပါဦးဆက်ဟိုဘက်မှာစားတော့ထိုင်နေရှိပါတယ်ကျူပွေးနာဝင်ကြီးက600ပဲပေးရအကုန်လုံးလို့ရဒီထဲမှာပါဒီဟာလေးစီးပါမယ်စီးပါမယ်ရဖို့ရလားဒီပါစီဟိုအောင်ဒီလမ်းတော့လမ်းတော့နဲ့လမ်းရောက်ပြီးတော့လာမိကြောက်နေတာသမီးကိုလုံးကြီးကတင့်နေတယ်ဆက်သွားလို့နေရအမေမရှိတော့ဘူးဒီအပေါ်ကနေပြီးတော့ရှော့ဆင်းရမှာပေါ့နော်ခါလုံးတက်တယ်နေပြန်ပါတော့မယ်နောက်ထပ်တစ်နေရာဆက်သွားပါမယ်လိုက်ခဲ့ပါဦးအဲ့ဒါဆိုပြီးရောညနေစားဖို့ရွေးနေပါတယ်ဒီမှာရွေးပြီးမှာရမှာလေငါမပါဘူးငါပါလားညနေစားဖို့စောင့်နေကြတာတွေ့ဒီဆိုင်ဆက်ကောင်းလို့မှရှင်မေးစာအပြောင်းမယ်စားပါဘူးစားတော့နေကြအရန်နာမည်ကြီးနေတယ်စပူရိုမှာရှိတယ်လက်မဲ့ဝယ်ရပါတယ်လူကြီးရဲ့တရားတစ်ထောင်လူကြီးရဲ့တရားတစ်ထောင်ကလေးရဖဒီဒီမှာစောင့်ဝင်ပါတော့မယ်
ထဲမှာလေနေရာတွေအရမ်းများတယ်ဂူတွေလည်းအရမ်းများတော့လေကိုကဘယ်ဂူကိုမီးလင်းလို့ရှိရင်ဘယ်ဂူကိုအကြိုက်ဆုံးလဲဆိုပြီးတော့ကိုကအရင်ရွေးထားပြီးမှပေါ့နော်မီးလင်းလာလို့ရှိရင်ကိုကတန်းစီပြီးဝင်ရုံပဲပေါ့နော်အကုန်လုံးကိုမဝင်နိုင်ပါဘူးဂူတွေကအများကြီးပဲပေါ့နော်လူတွေလည်းအရှိပဲတန်းစီရတာဆိုတော့လေအေးဒီလိုလင်းနေတဲ့အချိန်မှာကိုကလိုက်ပြီးတော့ပတ်ကြည့်ထားရတာပေါ့နော်ကိုကြိုက်တဲ့နေရာလေးတွေကိုပတ်ကြည့်ပြီးတော့မီးလင်းလာတဲ့အချိန်ကျရင်ကိုကြိုက်တဲ့နေရာကိုဝင်ရိုက်ရတာပေါ့နော်လွတ်လာလေတကြည့်ဟာဒါမဝင်ရတယ်ဒီဘက်ဝင်အောင်ရေခဲတွေကင်စားနေတာလားဘာလို့လဲလဲကြည့်ပါဦးပြရတယ်ပြောတော့မယ်ရေခဲတွေကင်စားနေတာတဲ့အမှန်တော့အဲ့မှာအိတ်ကထွက်တဲ့မဟုတ်ဘူးနော်သူတို့အမချီလိုပုံစံလေးကိုကင်စားနေတာပဲဖြစ်ပါတယ်ဒါတောင်ဒီလောက်ရှောက်ပြေးရှောက်ပတ်နေတာတောင်တနေရာကြံခဲ့သေးတယ်ကြောက်စင်းရောင်ကူလေးနှမျောလိုက်တာအဲ့နေရာမဝင်ခဲ့လိုက်ရဘူးအားလာတယ်အထဲမှာလေတကယ်မစိတဲ့မြင်တာပို့ပြီးတော့လှလိုက်တယ်အပေါ်မြင်ပဲအရန်လာတယ်အပြင်မှာလည်းတအားလာတယ်ဟော့ကိုက်ဒိုကိုလာလို့ရှိရင်ဒီလက်ရှိခုစုခွန်ဆန်းကိုလာကြပါအိုဆူဆူမဲလုပ်ပါတယ်အခုကတော့မင်းလေးတို့ဒီဆပ်ပိုရိုရဲ့နာမည်အကြီးဆုံးနေရာတစ်ခုပေါ့နော်။ညအလားတော့ရှိမှာပဲဖြစ်ပါတယ်။တောင်ပေါ်တက်ရမှာပဲဖြစ်ပါတယ်။လက်ပတ်ပုံ2100ကျပါတယ်တယောက်ကိုသွားတယ်။အဲ့ဒါအခုတန်းစီနေတာတော့အပေါ်မှာအပေါ်ကနေပြလို့ရှိရင်ဟော့ကိုက်ဒိုတစ်မြို့လုံးမြင်ရတယ်။အာဘယ်လိုလဲလဲဆိုတော့တကြည့်ကြပါဦး။ကိုစိတ်လုံးရှားဆိုတဲ့နောက်ဗီဒီယိုခွေတွေထားပါတယ်။တက်ကြပါ Let's go ဒီလိုချင်းလာတယ်ပါ။တောင်ပေါ်တက်ရမှာ။တောင်ပေါ်တက်ရမှာလေ။တောင်ပေါ်ကအမြင့်လို့ပြောတယ်။နော်။အဲ့တော့တောင်ပေါ်မှာမြေတောင်ထိပ်တော့နေရှူအောက်ရှူတယ်။ချင်းစီရမယ်။ဒီပဲအသေးနဲ့ပြန်ချင်းစီရမယ်။စင်ပါဒီပဲချင်းစီကိုသွားလိုက်တယ်။ရောက်လာပါပြီ။နောက်တော့နေရကေဘယ်စီရဒီနေ့စတာပါမယ်။လောဝအိုးကိုင်းရှိတယ်လေအမေရပါလေအဲ့ဒါဒီကတော့မဟုတ်တော့ပါဘူးဒီနေ့တားကြ
ဆုံးသွားရောနော်ဒီလိုဘာမှပြောစရာမရှိတော့ဘူးဒီဘလို့အမောတအားလာတယ်ဆိုပြီးပြနင်းနေတအားကြတယ်ဘာရှိခင်းမှမပြီးတော့ဘူးပေါ့အဲ့တော့စိတ်နှောင်းသွားတယ်ပဲ2100ဆုံးပြီးပြန်ပါပြီ တောင်မောကနေကြည့်မှာအဲ့ဒါကို အမှန်ဆိုရင်လိုမျိုးမြင်ရမှာပေါ့နော်အဲ့ဒါအခုကဘာမှမ ဟိုကနောက် ဒါလေးကတော့ cable ကနေပြန်ဆင်းနေတဲ့အချိန်လမ်းတော့မှမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အပေါ်ဆုံးကနေတော့ဘာမှမမြင်ခဲ့လိုက်ရဘူးပေါ့နော်ဒါပေမဲ့ဒီလောက်လေးမြင်ခဲ့ရတာပဲဂျင်းနဲ့ခဲ့ရပါတယ်ကဲမီလေးတို့ရဲ့စပိုတိုဟော့ကိုက်ဒိုခီစင်ဒုတိယနေ့လေးကတော့ဒီနေရာမှာပဲအဆုံးတက်မှာပဲဖြစ်ပါတယ်ဝါသနာရှင်တဦးမို့လို့အမားပါလို့ရှင်ခွတ်လွတ်ပေးပါရှင် ဒီနေ့ကတော့ဒီလောက်ပါပဲတနေ့ကလည်းလေလို့ကဒီနောက်နေ့ကျမှပြန်တွေ့ပါမယ်နောက်နေ့ကျရင်ချမ်းမြေသွားရင်ပြန်ပြပါဦးမယ်အားလုံးပဲတာဘိုင်ဘိုင် ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့သူတဦးချင်းစီကိုကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်နောက်နေ့မှပြန်တွေ့ပါမယ်ရှင်